အားလုံးပဲမင်္ဂလာပါတတိယဝတ္တနာစေမိတ်ဆွေများလာမယ့်16ရက်နေ့6လပိုင်း2026ဆက်တခြင်းအတွက်ကျွန်တော်ထိစီးမှုလေးကိုပေါ်ပြပေးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို channel တက်တယ်ဆိုရင် like လေးနဲ့ subscribe လေးနဲ့ subscribe လေးကိုနှိပ်သွားပေးဖို့မမေ့ပါနဲ့အဲကျွန်တော်တို့တွနည်းကိုကျွန်တော်တို့ဆက်ကြည့်လိုက်အောင်အဲ့တော့ထွက်ထားတဲ့ကျွန်တော်တို့ခုnet ကိုတက်စီနဲ့ဒီ net notepad ကိုကျွန်တော်တို့ပေါင်းလိုက်တော့တက်လို့ရပါတယ်တက်ရပေါ်က6တက်ကြီးတာခုတက်ကြီးတာ8ပြီးတော့10ရပေါ်က3ကျွန်တော်တို့ရလာတဲ့ text ကတက်6ခု8ကိုတော့sorry တက်6ခု8 3ပဲဖြစ်ပါတယ်ပြီးတော့ထွက်သွားတာ6 net ကိုဆိုတော့ကျွန်တော်တို့6 text ဆင်းပေးခဲ့ပါတယ်ပြီးတော့ကျွန်တော်တို့ set သွားလိုက်အောင်ထည့်ထားတဲ့ကျွန်တော်တို့ဒီ6 net ကို6 text နဲ့ကျွန်တော်တို့ဒီ9 notepad ကိုလမ်းပေါင်းလိုက်တော့15လို့ရပါတယ်ပြီးတော့9ရဲ့ဘဝသူငါထက်ကြီးတာတက်ထက်ကြီးတာ net ပြီးတော့နေ့ရဲ့ဘဝခုငါသူငါတက် net ခုထက်စီးတဲ့ကထွက်သွားတာကျွန်တော်တို့963ဆိုတော့ကျွန်တော်တို့9ထက်စီးသူချပေးခဲ့ပါတယ်အဲကျွန်တော်တို့ set သွားလိုက်အောင်ထွက်ထားတဲ့ကျွန်တော်တို့963 9 taxi ဒီ9 taxi နဲ့ဒီ3 notepad ကိုကျွန်တော်တို့လမ်းပေါင်းလိုက်တော့set လို့ရပါတယ်ပြီးတော့10ရဲ့ပေါ်က3ထက်ကြီးတာ4ထက်ကြီးတာ5ပြီးတော့ကျွန်တော်တို့ဒီ9ရဲ့ပေါ်က3ရလို့ရပါတယ်အဲတော့ကျွန်တော်တို့ရလာတဲ့ taxi ကset 345 3ညပဲဖြစ်ပါတယ်ပြီးတော့ထွက်သွားတာ set 66ဆိုတော့ကျွန်တော်တို့ set taxi သူချခဲ့ပေးပါတယ်ကျွန်တော်တို့ set သွားလိုက်အောင်ထွက်ထားတဲ့ set 66 set taxi နဲ့ကျွန်တော်တို့ဒီ6 notepad ကိုလမ်းပေါင်းလိုက်တော့14လို့ရပါတယ်ပြီးတော့4ရဲ့ပေါ်က9ထက်ကြီးတာသူငါထက်ကြီးတာ1ရဲ့ပေါ်က6ကျွန်တော်တို့ရလာတဲ့ taxi က4သူငါ6ပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ထွက်သွားတာကတော့ကျွန်တော်တို့သူငါ9ပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့သူငါ6 taxi တဲ့ကကျွန်တော်တို့သူငါတစ်လုံးသူငါ taxi ဆင်းပေးခဲ့ပါတယ်ကဲကျွန်တော်တို့ set သွားလိုက်အောင်ပြီးတော့ထွက်ထားတဲ့ကျွန်တော်တို့သူငါကိုသူငါ taxi နဲ့ဒီ9 notepad ကိုကျွန်တော်တို့ပေါင်းလိုက်တော့9လို့ရပါတယ်9ရဲ့ပေါ်က4ထက်ကြီးတာ9ထက်ကြီးတာ6ပြီးတော့6ရဲ့ပေါ်က1ပဲဖြစ်ပါတယ်ကဲကျွန်တော်တို့ရလာတဲ့ taxi က9456တိပဲဖြစ်ပါတယ်ထွက်သွားတာကျွန်တော်တို့914ဆိုတော့ကျွန်တော်တို့9 taxi ဆင်းပေးခဲ့ပါတယ်ကဲကျွန်တော်တို့ set တော့လိုက်အောင်ကျွန်တော်တို့ထည့်ထားတဲ့914တဲ့9 taxi နဲ့ကျွန်တော်တို့ဒီ4 notepad ကိုလမ်းပေါင်းလိုက်တော့9လို့ပဲရပြန်ပါတယ်ပြီးတော့9ရဲ့ပေါ်က4ထက်ကြီးတာ5ထက်ကြီးတာ6ပြီးတော့6ရဲ့ပေါ်က1ရလာတဲ့ taxi က9456 taxi ပဲဖြစ်ပါတယ်ထွက်သွားတာကျွန်တော်တို့6တင်းနေဆိုတော့6 taxi ဆင်းပေးခဲ့ပါတယ်အဲကျွန်တော်တို့set သွားလိုက်အောင်ထွက်ထားတဲ့ကျွန်တော်တို့6တင်းနေ6 taxi နဲ့ကျွန်တော်တို့ဒီနေ့ notepad နဲ့လမ်းပေါင်းလိုက်တော့
set လို့ရပါတယ်စေရဲ့ဘဝ3ထက်ကြီးတာ4ထက်ကြီးတာ5ပြီးတော့ကျွန်တော်တို့9ရဲ့ဘဝသူများပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ရလာတဲ့ ထိပ်စီးက set 3 4 5သူများထိပ်စီးဖြစ်ပါတယ်ပြီးတော့ထွက်သွားတာကျွန်တော်တို့ကသူများခုန်ကျွန်တော်တို့ရလာတဲ့ set 3 4 5သူများထိပ်စီးတဲ့ကသူများထိပ်စီးချပေးခဲ့ပါတယ်ကျွန်တော်တို့ဆက်သွားလိုက်အောင်အဲ့တော့ထွက်ထားတဲ့သူများခုန်သူများထိပ်စီးနဲ့ကျွန်တော်တို့ဒီခုနောက်ပိတ်ကိုလမ်းပေါင်းလိုက်တော့ခုလို့ရပါတယ်ပြီးတော့ခုရဲ့ဘဝနေရဲ့ဘဝနေထက်ကြီးတာ3ထက်ကြီးတာ4ပြီးတော့4ရဲ့ဘဝ9အဲ့တော့ကျွန်တော်တို့ရလာတဲ့ထိပ်စီးကခုနှစ်3 4 9ပဲဖြစ်ပါတယ်ပြီးတော့ထွက်သွားတဲ့ခဏက30ခုကျွန်တော်တို့3ထိပ်စီးသူဆင်းပေးခဲ့ပါတယ်ကျွန်တော်တို့ဆက်တော့လိုက်အောင်ထွက်ထားတဲ့ကျွန်တော်တို့ဒီ30ခု3ထိပ်စီးနဲ့ကျွန်တော်တို့ဒီခုနောက်ပိတ်ကိုလမ်းပေါင်းလိုက်တော့သူများလို့ရပါတယ်ပြီးတော့သူများရဲ့ဘဝ9ထက်ကြီးတာ6ထက်ကြီးတာခုရဲ့ဘဝနှစ်အဲ့တော့ကျွန်တော်တို့ရလာတဲ့ထိပ်စီးကသူများ9 6ခုနှစ်ထိပ်စီးပဲဖြစ်ပါတယ်ပြီးတော့ထွက်သွားတဲ့ခဏခုသူများဆိုတော့ကျွန်တော်တို့ခုထိပ်စီးချပေးခဲ့ပါတယ်လာမယ့်16ရက်နေ့6လပိုင်း2026ဆက်တဲ့ကျင်အတွက်ထိပ်စီးလေးကိုကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်အဲ့တော့ထွက်ထားတဲ့ခုသူများခုထိပ်စီးနဲ့ကျွန်တော်တို့ဒီသူများနောက်ပိတ်ကိုလမ်းပေါင်းလိုက်တော့ခုလို့ရပါတယ်ပြီးတော့ခုရဲ့ဘဝနှစ်ထက်ကြီးတာ3ထက်ကြီးတာ4ရဲ့ဘဝကိုကဲကျွန်တော်တို့16ရက်နေ့6လပိုင်း2026ဆက်တဲ့ကျင်အတွက်ထိပ်စီးကရလာတဲ့ကဏ္ဍထိပ်စီးကခုနှစ်3 4 9ထိပ်စီးပဲဖြစ်ပါတယ်ပဲကျွန်တော်ရဲ့မိတ်ဆွေများใจနေတက်တယ်ဆိုရင်ယူကြပါတော့သုံးကြပါမကြိုက်ဘူးဆိုရင်မသုံးကြပါနဲ့ပြီးတော့အမှားနဲ့အမှန်ကိုလက်ခံနိုင်ပြီးတော့သုံးကြပါဟုတ်ပြီနော်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like လေးနဲ့ subscribe လေးကိုနှိပ်တော့ပေးဖို့မေ့ပါနဲ့အားလုံးပဲကျေးဇူးတင်ပါတယ်